ဒီနေ့အပိုင်းမှာတော့ကာကိုမဲဟာကိုလူတို့3မိနစ်ပဲကြာတဲ့မမခောက်ဆဲကိုအင်ဒိုနီးရှားအတွက်ပြုတ်ပေးနေခဲ့ပါတယ်။အင်ဒိုနီးရှားကလည်းအရန်ကောင်းတာပဲဆိုပြီးအတီသွင်းနေခဲ့ပါတယ်။ဟဲခောက်ဆဲကိုပြောတာပါ။ကာကိုမဲကတော့အင်ဒိုနီးရှားတယောက်နေလက်စာကိုလှပတဲ့ရှုခင်းလေးရှိတဲ့နေရာမှာမစားပဲတိုက်ပွဲပြီးချင်းအယိုးတွေဘေးမှာစားနေတာကြောင့်ဒေါသတကြီးနဲ့အော်နေခဲ့ပါတယ်။တန်ကလေးမျိုးကတော့ကာကိုမဲယူလာတဲ့စပိန်ဆိုတဲ့အရာနဲ့ဖေချင်းဖြစ်အတင်းစားနိုင်တဲ့အစားအစာတွေကအရန်မိုက်တာပဲဆိုပြီးမြောက်ပြောနေတာကြောင့်ကာကိုမဲလည်းကျင်းနေခဲ့ပါတယ်။တင်းစားခောက်ဆွဲ6တွေကဂျပန်နိုင်ငံကစားထုတ်ခဲ့တာဖြစ်ပြီးတော့အာကာသထဲသွားတဲ့အခါစားဖို့ထုတ်ထားတာလို့ကာကိုမဲကရှင်းပြနေခဲ့ပါတယ်။ပြီးတော့သူတို့စီမှာဆိုရင်လကပါစီကိုဒုံးပြနေနဲ့တွားနိုင်ပြီဆိုပြီးရှင်းပြနေတာကိုအင်ဒိုနီးရှားကနားမထောင်နေတာကြောင့်ထပ်ပြီးစိတ်ဆိုးသွားခဲ့ပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ကြီးကရုတ်တရက်မှောင်သွားပြီးမင်းတို့စီမှာမြင့်မြင့်ရတနာရှိနေတာပဲငါ့ကိုပေးစမ်းဆိုတဲ့အတန်နဲ့အတူအပြာရောင်မီးတောက်တစ်ခုကပေါ်လာခဲ့ပါတယ်။ကာကိုမဲတို့ကမိစ္ဆာဖြစ်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့ဒါကမြေခွေးမီးတောက်ဖြစ်တဲ့အကြောင်းတန်ကလေးမျိုးကရှင်းပြလိုက်တဲ့အချိန်မှာပဲမီးတောက်တွေကဘူဒီပေါင်းပုံစံအဖြစ်တို့ပြောင်းလဲတော့ခဲ့ပြီးမြင့်မြင့်ရတနာတွေကိုငါ့ကိုပေးစမ်းလို့ပြောနေခဲ့ပါတယ်။အင်ဒိုနီးရှားကလက်ဝါးနဲ့တစ်ချက်တော့ရိုက်ပေးလိုက်တာကြောင့်မူလအတွင်ဖြစ်တဲ့မြေခွေးမိစ္ဆာလေးပြန်ပြောင်းသွားခဲ့ပါတယ်။ရုပ်ဖြစ်တဲ့မြေခွေးပေါက်စာလေးဖြစ်တာကြောင့်အင်ဒိုနီးရှားကအမိကနေကင်ထားလိုက်ပြီးကာကိုမဲကတော့အရန်ချစ်စရာကောင်းလို့သူ့ကိုပေးကင်ဖို့ပြောနေခဲ့ပါတယ်။အင်ဒိုနီးရှားရဲ့လက်ထက်ကမြေခွေးလေးဟာရုပ်တရက်ဆိုလို့ဦးကြီးဆိုရုပ်အဖြစ်ပြောင်းလာပြီးမြေခွေးပေါက်စာလေးကတော့ကာကိုမဲရဲ့အိတ်ထက်ကပစ္စည်းလေးကိုလှန်လောရှာနေရင်မြင့်မြင့်ရတနာအပိုင်းအစကိုယူကထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့လည်းအင်ဒိုနီးရှားရဲ့ဖန်လက်ကိုခံလိုက်ရပြီးသူ့နာမည်ကရှိပိုလို့မိတ်ဆက်လိုက်ပါတယ်။ကာကူမဲကဘာလို့မြင့်မြင့်ရတနာကိုခိုးလာလဲလို့မေးလိုက်တဲ့အခါမှာတော့တည်သွားတဲ့သူ့အဖေအတွက်ဂလဲစားချစ်ချင်တာလို့ပြန်ဖြေလိုက်ပါတယ်။အင်ဒိုနီးရှားကတော့ထုံးစံတိုင်းမင်းကအတုံးမကျလို့မြင့်မြင့်ရတနာကိုအတုံးချပြီးစွမ်းအားကိုလိုချင်နေတာပေါ့လို့ခနဲ့ပြီးပြောလိုက်တာကြောင့်ရှိဖို့ကလည်းငါကမြင့်မြင့်ရတနာမရှိရင်တော့တာမာတယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့အင်ဒိုနီးရှားနဲ့ကာကူမဲတို့ကစကားရနေတာကြောင့်သူပြောတာကိုနားမထောင်နေပါဘူး။ဂျပန်ရှင်းအောင်ခေတ်ရဲ့စစ်ဖြစ်ပေါ်ရာစစ်မြေပြင်တစ်ခုမှာတော့စစ်တီရဲမှတ်တွေဟာတိုက်ပွဲဖြစ်နေကြပြီးထိုနေရာကိုအမဲရောင်တင်ဆိုင်တင်ခဲတွေနဲ့အတူမန်တန်နဲ့ဟစ်တန်လို့ခေါ်တဲ့မူးကျိုးကြီးနောင်နှစ်ယောက်ရောက်ရှိလာခဲ့ကြပြီးရဲမှတ်တွေအလုံးကိုထန်တာဖို့အထက်နဲ့တက်ခတ်လိုက်ပါတယ်ရဲမှတ်တွေအကုန်လုံးကိုတက်ခတ်ပြီးနောက်မူးကျိုးကြီးနောင်နှစ်ယောက်ကဆန်းအားတွေပိုကြည့်လာဖို့အတွက်ရတနာအပိုင်းစားတွေကိုထပ်ရှာရမယ်လို့ပြောနေကြပါတယ်။ညီဖြစ်သူမန်နန်ကရတနာအပိုင်းစားတွေရှိနေတဲ့မြေခွေးတွေကိုဖမ်းပြီးအတီးတီးပြစ်မယ်လို့ကျင်းဝါနေခဲ့ပါတယ်။တစ်ဖက်မှာတော့ရှိဖို့ကခါကူမင်းနဲ့အတူစပိန်စီးနေခဲ့ပြီးသူ့အဖေကရတနာအပိုင်းစားတွေကိုပိုင်ဆိုင်ထားပြီးမိုးကျိုးကြီးနောင်ကရတနာကိုလူပြီးသူ့အဖေကိုတတ်လိုက်တာဖြစ်တဲ့အကြောင်းကိုကာကူမဲကိုပြောပြနေခဲ့ပါတယ်။မိုးကျိုးကြီးနောင်ကရတနာအပိုင်းစားရှိတဲ့လူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေတာလို့လည်းပြောပြလိုက်ပါတယ်။တန်ကလေးမျိုးကလည်းမန်တန်နဲ့ဟစ်တန်လို့ခေါ်တဲ့ညီကိုနှစ်ယောက်ကိုပြောတာလားဒီကောင်တွေကအရန်ရိုင်းဆန်းတဲ့ကောင်တွေလို့ကြားဖူးကြောင်းကိုပြောပြလိုက်ပေမဲ့အင်ဒိုနီးရှားကတော့ဒီကောင်တွေကိုအတီးတီးပြစ်ပြီးမြင့်မြင့်ရတနာပိုင်းစားအလုံးကိုယူပစ်မယ်လို့အားချောင်းနေပြန်ပါတယ်။ဒါကြောင့်မင်းတို့သူတို့မိစ္ဆာကောင်ကဘာလို့နိုင်မှာမလို့လဲမိစ္ဆာတွေနဲ့ဝဝေးနေတဲ့နေဆိုပြီးရှိဖို့ကပြောလိုက်တာကြောင့်အင်ဒိုနီးရှားကရှိဖို့ကိုထပ်ပြီးတီးနေခဲ့ပါတယ်။ရှိဖို့ကလည်းတောင်းပန်ပါတယ်လို့ပြောနေခဲ့ပြီးအင်ဒိုနီးရှားအငိုင်းမီအောင်ဆောင်ကသူ့ရဲ့လက်ပေါ်ကိုအိုဂျီဆိုအယုံနဲ့ထပ်ပြီးလိုက်ပါတယ်။ဒီတစ်ခါမှတော့ဂါရာမန်နန်ဆောင်ရဲ့တစ်ခုကိုပါကတ်လိုက်တာကြောင့်ဂါရာမဖယ်ပေးတဲ့ရွတ်သူကိုအင်ဒိုနီးရှားရဲ့လက်ပေါ်ကနေဖယ်လို့ရမှာမဟုတ်ပါဘူး။ရှိဖို့ကကာကူမဲကိုပါလဲစားပြီးရနာပိုင်းစားကိုထပ်ခိုးပြီးထွက်ပြေးသွားတာကြောင့်စီစိုးစိုးနဲ့လေးနှစ်များကိုယူကရှိဖို့နောက်ကိုကာကူမဲလိုက်သွားခဲ့ပါတယ်။ရေကန်တစ်ခုရဲ့ဘေးမှာတော့မိုးကျိုးကြီးနောင်ထက်ကမန်တန်ဆိုတဲ့ကောင်ရှိနေပြီးရှိဖို့ကထွက်ပြေးလာရင်မန်တန်နဲ့တဲ့တိုးပါတော့တယ်။သူတက်လိုက်တဲ့မြေခွေးရဲ့သားဆိုတာကိုတီးသွားတာကြောင့်မင်းရဲ့အဖေရဲ့အမွေးကအရန်နှွေးတာပဲဆိုပြီးရှိဖို့ကိုလှောင်နေခဲ့ပါတယ်။ရှိဖို့ကလည်းစိတ်တို့သွားပြီးတိုက်ခတ်လိုက်ပေမဲ့သူပဲအထိနာသွားခဲ့ရပါတယ်။ရှိဖို့စီကရနာပိုင်းစားတွေထည့်ထားတဲ့ပလင်းလေးဟာပြုတ်ကျလာတာကြောင့်မန်တန်ကအတင်းတောင်းနေပြီးရှိဖို့ကမပေးတာကြောင့်တက်ဖြစ်ဖို့လုပ်နေပါတော့တယ်။ဒါပေမဲ့လည်းကာကူမဲရောက်လာပြီးညားနဲ့ပြစ်လိုက်တာကြောင့်မန်တန်ရဲ့နှာခေါင်းကိုထိသွားပါတယ်။ရှိဖို့ကိုထပ်ပြီးတိုက်ခိုက်ဖို့လုပ်နေတာကြောင့်ကာကူမဲကထပ်လုံနေရင်ခေါင်းကိုပြစ်မယ်လို့ချင်းချောက်လိုက်ပေမဲ့မန်တန်ကရှိဖို့နောက်ကိုထပ်လိုက်နေတာကြောင့်ကာကူမဲကပဲမြားနဲ့ခေါင်းကိုပြစ်လိုက်ပါတယ်။ဒါကြောင့်မန်တန်ရဲ့ခေါင်းပေါ်မှာရှိတဲ့သမွေး၃ချောင်းထဲက၂ချောင်းဟာကျွတ်သွားခဲ့ပြီးအရန်စိတ်လို့သွားပြီးပါဇက်ထဲကနေမိုးကျိုးနဲ့မှုန့်လိုက်ပါတယ်။ဒါကြောင့်ပဲကာကူမဲတယောက်တတိလစ်သွားခဲ့ပြီးမန်တန်ကဖမ်းခေါ်သွားခဲ့ပါတယ်။ရှိဖို့လည်းအင်ဒိုနီးရှားစီကိုပြန်သွားပြီးသူ့ကိုမရိုက်ဘူးလို့ဂတိပေးလှုပ်ပေးမယ်လို့ပြောလိုက်တာကြောင့်အင်ဒိုနီးရှားကလည်းဂတိပေးလိုက်ပါတယ်။ရှိဖို့ကအရုပ်ကိုတင်လိုက်ပြီးချင်းမှာပဲအင်ဒိုနီးရှားကရှိဖို့ရဲ့ခေါင်းကို10ချက်လောက်တီးပေးလိုက်ပြီးရနာအပိုင်းစားတွေကိုပြန်ယူလိုက်ပါတယ်။အဲ့ဒီနောက်ရှိဖို့ကကာကူမဲကိုမိုးကျိုးကြီးနောင်ကဖမ်းတော့တာကြောင့်မင်းကောင်မလေးကိုလိုက်ခဲ့မှဖြစ်မယ်လို့ပြောလိုက်ပါတယ်။အင်ဒိုနီးရှားကလည်းမင်းကကိုဒူးထောက်ပြီးတောင်းဆိုရင်ငါလိုက်ခဲ့ပေးမယ်လို့ပြောလိုက်တာကြောင့်တန်ကလေးမျိုးကပါအခုချိန်မှာမင်းလူကြီးတယောက်လိုပြုတ်မှုရမယ်လို့ရှိဖို့ကိုပြောလိုက်ပါတယ်။ရှိဖို့ကတော့ဒူးထောက်ပြီးမတောင်းဆိုချင်ပေမဲ့ကာကူမဲကသူ့ကိုကယ်ပေးရင်အဖမ်းခံလိုက်ရတာကိုပြန်တွေးမိသွားကအင်ဒိုနီးရှားစီကာကူမဲကိုကယ်ပေးဖို့ဒူးထောက်တောင်းဆိုလိုက်ပါတယ်။အင်ဒိုနီးရှားကလည်းကာကူမဲရဲ့စပိန်ကြီးကိုထိုင်ရင်ရှိဖို့နဲ့အတူကာကူမဲကိုကယ်ဖို့လိုက်တော့ပါတော့တယ်။တောင်ကုန်းတစ်ခုပေါ်မှာရှိတဲ့အိမ်တော်တစ်ခုထဲမှာတော့ဘာမှမသိတဲ့ဈေးတစ်ခုကိုမန်နန်ကကြိုနေခဲ့ပါတယ်။ဘေးကကတင်တစ်ခုပေါ်မှာတော့ကာကူမဲရှိနေပြီးတတိယရတဲ့အခါမှာတော့နင်ကကိုချက်စားဖို့မလားဆိုပြီးကာကူမဲကမေးလိုက်ပါတယ်။မန်နန်ကတော့ချစ်စရာကောင်းတဲ့ကောင်မလေးကိုချက်စားမှမဟုတ်ပဲအရေးကြိုပြီးခေါင်းမှာသပင်ပေါက်လာအောင်လိမ့်မှလို့ပြန်ဖြေလိုက်ပါတယ်။ကာကူမဲကသပင်တန်းအောင်ပေါင်းနေခံမဲ့အစားပဲခံလိုက်မယ်လို့ပြောလိုက်တာကြောင့်အော်မနီနဲ့ငါ့ကိုဟစ်တန်ကြရင်နင့်ကိုတကယ်စားပြစ်လိုက်မယ်လို့တတိပေးနေရပါတယ်။ထိုချိန်မှာပဲစောတပွေနဲ့အတူဟစ်တန်ကရောက်လာခဲ့ပြီးမင်းရတနာအပိုင်းစားတွေတော့ရှာတာတွေးခဲ့လားလို့မေးလိုက်ပါတယ်။မန်တန်ကသူရှာတွေးခဲ့ပေမဲ့မယူလာနိုင်ခဲ့ဘူးလို့ပြောလိုက်တာကြောင့်အကိုကြီးဟစ်တန်ကဆိတ်ဆိုးသွားကသူ့ဘေးမှာရှိတဲ့ကောင်မလေးကိုဝူဂျိုအဆနဲ့ပြစ်တက်လိုက်ပါတယ်။
မန်တန်ကရှိဖို့စီမှာရနာအပိုင်းစားတွေရှိနေတာကိုပြပြလိုက်တာကြောင့်တွားယူဖို့လုပ်ကြပါတော့တယ်ကာကူမဲကတော့ဒီအခွင့်အရေးကိုယူပြီးထွက်ပြေးဖို့လုပ်ပေမဲ့မန်တန်ကသူ့ကိုဓာတ်နဲ့လက်ခုပ်ပြီးတပ်ပစ်ဖို့လုပ်ပါတယ်ဒါပေမဲ့ကာကူမဲကငါ့ကိုတတ်လိုက်ရင်ရနာအပိုင်းစားတွေကိုယူလို့ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အင်ဒိုနီးရှားဆိုတဲ့ပြည်တော်မိတ်ဆာကောင်စီမှာရနာအပိုင်းစားတွေအများကြီးရှိနေပြီးအင်ဒိုနီးရှားကလည်းသူ့ရဲ့ချစ်သူဖြစ်နေတာကြောင့်သူနဲ့လဲလုံမယ်ဆိုရင်ရနာအပိုင်းစားတွေအများကြီးရနိုင်တယ်လို့မိုးချိုးကြီးနောင်ကကာကူမဲကအယုံသွင်းလိုက်ပါတယ်ဒါကြောင့်ပဲမိုးချိုးကြီးနောင်ဟာအင်ဒိုနီးရှားစီသွားပြီးရနာတွေနဲ့ကာကူမဲကိုလဲဖို့လုပ်ပါတော့တယ်တစ်ဖက်မှာတော့ရှီပိုနဲ့အင်ဒိုနီးရှားတို့ကကာကိုမဲနောက်ကိုလိုက်လာနေကြပြီးရှီပိုမင်းကြောင့်ရင်အိမ်မှာပြန်အိတ်လိုက်လို့အင်ဒိုနီးရှားကပြောလိုက်ပါတယ်။တန်ကလေးမျိုးကလည်းမိုးချိုးကြီးနောင်ကလှတဲ့မင်းကလေးဆိုရင်ချက်ချင်းချက်စားပြတ်တာလို့ပြောလိုက်ပေမဲ့အင်ဒိုနီးရှားကတော့ကာကိုမဲကဘယ်နာမှလှလို့လဲလို့ပြန်မေးလိုက်ရင်လှတယ်မလှဘူးကိစ္စနဲ့သုံးခွန်သာစကားများနေကြပါ။အဲဒီအချိန်မှာပဲကောင်းကင်ကနေမိုးချိုးပစ်ချလိုက်တာကြောင့်အင်ဒိုနီးရှားလို့လည်းအမြန်ချောင်လိုက်ရပါတယ်။မင်းလာစွာကြီးတွင်းတို့မိတ်ဆာကောင်အင်ဒိုနီးရှားလားဆိုပြီးမလိုက်တာကတော့အကိုကြီးဟစ်တန်ဖြစ်ပြီးတော့ရှီပိုကကာကိုမဲဘက်မှာလဲဆိုပြီးပြန်မေးလိုက်ပါတယ်။စိတ်မပူနဲ့ငါတို့သူ့ကိုမဆရသေးဘူးလို့ဟစ်တန်ကပြောလိုက်ကအမင်းအောင်တင်တဲ့တစ်ခုပေါ်မှာရှိနေကာကိုမဲကိုပြလိုက်ပါတယ်။အင်ဒိုနီးရှားကစိတ်ပူသွားတဲ့မျက်နှာနဲ့ကာကိုမဲဆိုပြီးလမ်းအောင်လိုက်တာကြောင့်ဒီမင်းကလေးကငါတို့ကိုမလိမ်ဘူးပဲမင်းချစ်တဲ့မင်းကလေးကိုကယ်ချင်မြင်းမြတ်ရတနာအပိုင်းစားတွေငါ့ကိုပေးစမ်းလို့ဟစ်တန်ကအင်ဒိုနီးရှားကိုပြောလိုက်ပါတယ်စိတ်ပြတ်သွားတဲ့မျက်နှာနဲ့အင်ဒိုနီးရှားကငါသူ့ကိုချစ်နေတာလို့ဘယ်သူပြောတာလဲသူ့အတွက်နဲ့ရတနာအပိုင်းစားတွေကိုပေးစရာအကြောင်းမရှိဘူးလို့ပြန်အောင်ပြောလိုက်ပါတယ်ကာကိုမဲကလည်းငါနဲ့ရတနာအပိုင်းစားဘာကိုရွေးမှလဲငါ့ကိုမရွေးလို့ကတော့ညနေခန့်ကိုဓာတ်နဲ့လိဖြတ်ပြစ်မယ်လို့ပြောနေရင်နှစ်ယောက်သားစကားများနေကြပါတယ်ကောင်းကင်တစ်ခုလုံးမဲမောင်သွားပြီးမိုးကြိုးလျက်စီးတွေရဲ့ကြောင်းမက်ဖွယ်မိုးချင်းတန်တွေကအဆုံးဖြတ်တဲ့ဝဲတစ်ခုစတင်တော့မယ်ဆိုတာကိုအချက်ပေးနေပါပြီမိုးကြိုးကြီးနောင်ရဲ့ပြင်းထန်တဲ့ဆောင်းအားတွေကြားမှာအင်ဒိုနီးရှားတယောက်ဘလို့ရင်ဆိုင်တိုက်ခိုက်သွားမလဲတေရှင်းရှင်းချင်းကြားကဒီတိုက်ပွဲရဲ့အဖြစ်ကိုတော့နောက်ပိုင်းမှာဆက်လက်စောင့်မျှော်အားပေးကြပါဦးကိုလိုအနေနဲ့အခုလို recap ကောင်းတွေကိုချိန်တတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe follow တွေလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုလိုပါတယ်ကိုလိုပြတဲ့ subscribe တစ်ခုဟာကျွန်တော်တို့အားစီးဖြစ်တာကြောင့် subscribe လုပ်လေးနှိပ်ပြီး support ပေးခဲ့ကြဖို့တောင်းဆိုလိုပါတယ်နောက်ပိုင်းမှာပြန်တွေ့ကြပါမယ်